ကိုဝင်ပြက်ကြအောင်ယောက်ျားဖြစ်သူကနှိမ့်ဆက်ရိုက်နှက်တာအပြင်ကိုဝင်ပြက်စေတဲ့ဆေးတွေပါတိုက်တာဘာကြောင့်လဲဆိုတော့အန်ရွှေဆိုတဲ့အမျိုးသမီးလေးဟာဆေးရုံမှာကိုဝင်ရှိမရှိစစ်ဆေးပြီးအထွက်သူစိမ်းယောက်ျားတစ်ယောက်နဲ့မတော်တဆတိုက်မိသွားပါတယ်။သူမစီကပြုတ်ကျသွားတဲ့ကိုဝင်ဆောင်ဆေးစစ်ချက်ကိုကြည့်ပြီးအဲ့ဒီလူကထူးဆန်းတဲ့စကားတွေပြောလာပါတယ်။မင်းဆေးရုံတက်နေရတာလား။အဲ့ဒီညကငါမှအရေးကြီးကိစ္စရှိလို့အမြန်ထွက်သွားရတာပါပြီးတော့မင်းပါလို့ငါ့ကိုနောက်ပိုင်းမှာအဆက်အသွယ်မလုပ်တာလဲ။အန်ရွှေကဘာတွေပြောနေမှန်းနားမလဲပဲကြောင်ကြည့်နေတော့မှပဲသူမရဲ့ခင်ပွန်းကျန်းဖုံးကဆေးရုံအခန်းထဲကနေထွက်လာပါတယ်သူမခင်ပွန်းကသူမကိုမိမကိုဝင်ရှိပြီဆိုတာတကယ်လားငါတို့ကလေးလေးအတွက်ကိုအရန်ဝမ်းတာတာပဲအမေနဲ့အဖွားကိုဒီသတင်းပြောပြရင်သူတို့လည်းအရန်ပြောကြမှာအန်ရွှေဟာဝမ်းတာအားရနဲ့အဖွားစီထွက်သွားခဲ့ပေမဲ့သူမလုံးဝမသိတာကသူမပိုက်ထဲကကလေးဟာခင်ပွန်းဖြစ်သူကျန်းဖုံးနဲ့ဘာမှမတော်ဆက်ပဲသူမနောက်မှာရက်နေတဲ့ဥက္ကဋ္ဌကြီးလူဆန်းရဲ့သွေးသားအရင်ချာဖြစ်နေတာပါဥက္ကဋ္ဌကြီးကတော့သူမအိမ်အောင်ရှိနေတာကိုမြင်ပြီးစိတ်ပြက်စွာနဲ့ပဲသူမမှာအိမ်အောင်ရှိနေပြီပဲငါသူ့ကိုထပ်မနှောက်ယှက်တော့တာကောင်းမယ်လို့တွေးပြီးထွက်ခွာသွားပါတယ်တကယ်တော့လွန်ခဲ့တဲ့2 လကသူမရဲ့ရုပ်မာတဲ့ခင်ပွန်းကျန်းဖုံးဟာရင်းနှီးမြှုပ်နှံမှုရဖို့အတွက်ဇနီးတွေကိုဆေးခတ်ပြီးတထေးကြီးဝန်စီပို့ဖို့တန်စီခဲ့တာပါသူကိုယ်တိုင်အခန်းနံပါတ်616ထဲကိုသူမကိုပို့ခဲ့ပေမဲ့အဲ့ဒီအခန်းထဲမှာရောက်နေတာကဥက္ကဋ္ဌကြီးလူဆန်းဖြစ်နေပါတယ်လူဆန်းဟာလွန်ခဲ့တဲ့9 နှစ်ကသူ့အသက်ကိုကယ်ခဲ့ဘူးတဲ့အန်ရွှေကိုအချိန်ရှိတိုင်းရှာဖွေနေခဲ့သူပါလူဆန်းဟာနောက်တနေ့မနက်မှာအရေးပေါ်ကိစ္စကြောင့်စာတစ်စောင်ချန်ပြီးထွက်သွားပြီးနောက်ကျန်းဖုံးကအခန်းထဲဝင်လာပြီးအစီအစဉ်ပြလို့စိတ်တို့ကအဲ့ဒီစာကိုဆွဲပြစ်ပစ်လိုက်ပါတယ်အန်ရွှေနိုးလာတဲ့အခါမှာတော့သူမဟာသူမခင်ပွန်းနဲ့ပဲအတူရှိခဲ့တယ်လို့ထင်နေရှာတာပါ။ဆေးရုံမှပြန်တဲ့အခါလူဆန်းကသူမတယောက်တည်းပစ္စည်းအလေးပင်တွေတည်နေတာကိုမြင်တော့မနေနိုင်ပဲကားရက်ပြီးတောင်းပန်ပါတယ်။စောစောကဆေးရုံမှာတိုက်မိတာကိုရောခမားပေါ်အထင်လွဲခဲ့တာကိုရောပေါ့။ခမားမှာကိုဝင်နဲ့မှုပစ္စည်းတွေအလေးကြီးမတည်သင့်ဘူးကျွန်တော်လိုက်ဖို့ပဲရစေ။အန်ရွှေကအားနာလို့ညင်းပေမဲ့မိုးတွေတဲလာတာကြောင့်လိုက်ပါခဲ့ပါတယ်လူဆန်းကသူမရဲ့ခန္ဓာကိုယ်ပေါ်ကအမှတ်သားတွေကိုကြည့်ပြီးသူမဟာလွန်ခဲ့တဲ့9 နှစ်ကသူ့အသက်သခင်ကျေးဇူးရှင်မှန်းပိုသေးချသွားပါတယ်လူဆန်းကပြောတယ်မေးပြရစေခမားခင်ပွန်းကခမားပေါ်တကယ်ရောဂရုစိုက်ရဲ့လားအန်ရွှေကောင်းကောင်းမွန်မွန်ပြန်ပြောတာကဟုတ်ကဲ့ကျမခင်ပွန်းကကျမပေါ်အရန်ကောင်းပါတယ်စိတ်ပူပေးတာကျေးဇူးတင်ပါတယ်လိုက်ဖို့ရင်းနဲ့အခက်ခဲရှိပါကဆက်သွယ်ဖို့ဖုန်းနံပါတ်ပေးထားခဲ့ပါတယ်အန်ရွှေကားပေါ်ကဆင်းသွားတာလိုက်ကြည့်ရင်လူဆန်းကစိတ်မကောင်းဖြစ်ကငါရဲ့ကျေးဇူးတရားကိုပြန်ဆက်ခွင့်မရသေးဘူးလို့တွေးပြီးဝမ်းနည်းစွာငေးကြည့်နေခဲ့ပါတယ်ဒါပေမဲ့တညမှာလူဆန်းဟာတငယ်ချင်းတွေနဲ့အရက်တောက်နေတော့ကျန်းဖုံးကတထေးကြီးဝမ်းနဲ့စကားအခြေတင်ဖြစ်နေတာကိုမြင်လိုက်ရပါတယ်ကျန်းဖုံးပြောတာကတထေးကြီးဝမ်းလွန်ခဲ့တဲ့2 လကကျွန်တော်မိမကိုခမားစီအပ်ခဲ့တာလေးတာကိုဘာလို့ရင်းနှီးမြှုပ်နှံမှုမပေးတော့တာလဲကျန်းဖုံးပြောတာကိုကြားတော့တထေးကြီးဝမ်းပြန်ပြောလိုက်တာကမင်းမာတွေလာပြောနေတာလေငါအဲ့ဒီညကဟိုတယ်မှာတညလုံးစောင့်နေတာမိမအရေးအယောင်တော့မတွေ့ဘူးမင်းကကိုလာနောက်နေတာလားဒါကိုကြားလိုက်ရတဲ့လူဆန်းဟာအဖြစ်မှန်အားလုံးကိုချက်ချင်းစုံစမ်းခိုင်းလိုက်ပါတယ်ရလက်ထွက်လာတဲ့အခါမှာတော့ကျန်းဖုံးဟာကလေးမရနိုင်တဲ့ယောဂရှိနေတာကြောင့်အန်ရွှေပိုက်ထဲကကလေးဟာလူဆန်းရဲ့သွေးသားအရင်ချဖြစ်နေတာကိုအတည်ပြုနိုင်ခဲ့ပါတယ်အိမ်မှာတော့အန်ရွှေဟာကျန်းဖုံးကတခြားမိမတစ်ယောက်နဲ့ဖောက်ပြန်နေတာကိုသိသွားပါတယ်အဲ့ဒီမိမဟာတခြားသူမဟုတ်ပဲသူမရဲ့ဝမ်းကွဲညီမဖြစ်နေပါတယ်ရုံမာတဲ့ကျန်းဖုံးကအသိသွားပြီဆိုတော့လေပြောပြရတာပေါ့မင်းပိုက်ထဲကကလေးကငါကလေးမဟုတ်ဘူးအဲ့ဒီညကရင်းနှီးမြှုပ်နှံမှုရဖို့အတွက်မင်းကိုငါကိုယ်တိုင်တထေးတယောက်စီရောင်းစားခဲ့တာအခုမင်းပိုက်ထဲကကလေးကဘသူမျိုးမစစ်လဲဆိုတာမင်းမဲသိမှာပေါ့ဒါကိုကြားလိုက်တော့အန်ရွှေကရှင်ဟာတကယ်ကိုတရိษံထက်တောင်ရုံမာတဲ့လူရုံမာပဲဂျားတွေကမယားငယ်ကလည်းအမအခုထိအရှက်မရှိသေးဘူးလားမျိုးမစစ်လေးကိုလွယ်ထားပြီးဘာတွေလာអော်နေတာလဲမင်းရဲ့ညီမလေးပါတေးချင်နေပြီလားကျန်းဖုံးကအန်ရွှေကိုပါရိုက်ကန်ကြောက်ပြီးကိုဝင်ပြက်ကြစေမဲ့ဆေးကိုအတင်းတိုက်ဖို့စ조사ပါတယ်အန်ရွှေဟာသူမရဲ့ညီမလေးကိုကယ်ဖို့စ조사ပေမဲ့ကျန်းဖုံးရဲ့ကန်ကြောက်မှုကိုခံရပြီးလဲကျသွားပါတယ်အခြေအနေတွေဆိုးရနေချိန်မှာပဲလူဆန်းပေးထားတဲ့နံပါတ်ကိုဖုန်းဆက်လိုက်ပါတယ်လူဆန်းဖုန်းကင်လိုက်တဲ့အချိန်မှာသူ့လူယုံတယောက်ကအကြောင်းစုံကိုအကုန်ရှင်းပြလိုက်တဲ့လူဆန်းလဲစိတ်ထဲမှစိတ်ပူစွာနဲ့ရေရွတ်ပြီးအန်ရွှေအခုချက်ချင်းအဲ့ဒီလူစီကနေထွက်ခဲ့ပါငါအဖြစ်မှန်အားလုံးကိုသိပြီးအဲ့ဒီကလေးကငါရဲ့သွေးသားအရင်ချပဲဘသူ့ကိုမှမင်းတို့ကိုထိခွင့်မပေးဘူးငါခုလာခဲ့မယ်တောက်ခံထားပါမိမလူဆန်းဟာသူ့ဇနီးနဲ့သားလေးကိုကယ်တင်ဖို့အသေးအတန်မောင်းနေလာပါတော့တယ်ဥက္ကဋ္ဌကြီးအချိန်မီရောက်လာပြီးလူယုံမာတွေကိုဘယ်လိုပညာပေးမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းတော့မြန်မာစကားပြောဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ပါက Story Recap account ကို follow လုပ်ထားကြပါနော်